ဒီဘုံပြဘောသူငမွေတော့လေသူလှုပ်လို့အဲ့ဒါဒီဒီကအပြင်ဟိုမှာ9နှစ်8နှစ်ရှိသွားပြီအပြင်စီးပွားရေးတွေလိုက်လောက်တာလေဒီဒီကစာပေလောကလည်းမဟုတ်ဘူးလေသူကမဂ္ဂဇင်းထုတ်မယ်ဆိုတော့ဟာဒီဒီကဘာလို့လုပ်ရမလဲဒီဒီကအဲ့တော့မဂ္ဂဇင်းတွေပဲလိုက်ပြဟာဘာကြီးလုပ်ရမှမသိဝန်ထမ်းတွေထိန်းရတာနဲ့နောက်ပြီးတော့လေသူကတပြိုင်နဲ့လှုပ်တာအိမ်ဆိုင်တွေဖွင့်အိမ်ဆိုင်တွေဖွင့်တော့တခါအိမ်ဆိုင်တွေဒီဒီကလိုက်အုပ်ချုပ်ရအဲ့လိုမျိုးတွေပေါ့နော်တကားတွေလည်းမရိုက်ဖြစ်အဲ့လိုတွေဖြစ်တာဒီဒီကငကိုတွေကကားတိတ်မရိုက်ဖြစ်တော့ဒါမှမဟုတ်ပြိသက်တွေကတော့ဒီဒီကိုလေအခုမြင်အတန်ကြားလက်တည်တယ်ရုပ်မြင်လက်တည်တယ်ဒါမှမဟုတ်တီတီအရင်ကားတွေကအများကြီးရိုက်ခဲ့တာဟုတ်တီတီကအရင်တော့တီတီကားအများဆုံးရိုက်တယ်လို့မျိုးဖြစ်နေတာနေညတီတီကပြက်ကိုမပြတ်ဘူးတချို့ဆိုကနေရိုက်တဲ့တရုပ်ဆောင်မျိုးရိုက်တဲ့တရုပ်ဆောင်ဆိုခွဲခြားကြတယ်တီတီကျတော့အဲ့လိုမဟုတ်ဘူးဦးကျော်ဟင်းတို့ကိုသားကြီးတို့နဲ့ခစ်တယ်ရန်ကုန်ရန်ကုန်ကနေဆိုလဲနေကလူတွေကလာခေါ်တီတီအားနာတတ်တာတီတီအားနာတတ်တာစီဝါပြစ်ကြီးလည်းမဟုတ်ဘူးဒါအားဟိုနာတတ်တာနေရလဲလေအနေရလိုက်ခဲ့ပါအမရလိုက်ခဲ့ပါဆိုနေပါသွားပြန်ပြီဒါနေမင်းသားတွေလည်းမင်းသားတိုင်းနဲ့တီတီနဲ့တွက်တက်တာပဲနော်အဲ့ကိုနေထက်လင်းတို့ထက်ရှားတို့ဘာလို့နာမည်တွေအများကြီးပဲကိုရဲမင်းပိုင်းတို့ဘာလို့အစနေမင်းသားတွေအကုန်လုံးကလည်းတီတီနဲ့အမေနဲ့သားနဲ့ဇက်တွေဆိုနေရလူတွေကတီတီရန်အပေးကြတယ်လို့